အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မျိုးလေးလာတယ်ဆိုလို့ရှိရင်သင်ဟာဟောပေါ်ကြိုက်သူဒါမှမဟုတ်လို့အသားတွေကင်စားတာကြိုက်တဲ့သူဆိုလို့ရှိရင်ဒီဆိုင်လေးကိုတွားရောက်စားတော့ဖို့အကြံပေးပါရစေဒီဆိုင်လေးရဆိုလို့ရှိရင်ကျွန်တော်တို့ဒါစာနဲ့ဒါလက်မျိုးကြားထဲမှာရှိပြီးတော့ဒီဆိုင်လေးကအရန်စားတော့လို့ကောင်းပါတယ်ကျွန်တော်ကတော့ဒီဆိုင်ကိုခဏခဏတွားစားပါတယ်ဒီဆိုင်လေးရောက်တယ်ဆိုလို့ရှိရင်စားတော့တွေကအရန်စားလို့ကောင်းပါတယ်ပြီးတော့သူတို့ရှိအသားတွေကလည်းတကယ်ကိုစားကောင်းတဲ့အသားတွေပါအရသာတော်တော်ရှိပါတယ်ကျွန်တော်တို့၄ယောက်တစ်ခါစားမှာ1 million ပတ်ချလေတော့ပဲကြပါတယ်ဈေးတွေကလည်းတန်ပါတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများဒီနေရာတစ်ခါတော့သွားစားကြည့်ကြပါကျွန်တော်ရှိတာလေသူများကိုလည်းဒီနေရာလေးကိုကျွန်တော်လိုက်ပါပို့ဆောင်ပေးပါတယ်အစားတောက်ဆိုင်နဲ့ပုံလေးတွေရိုက်လို့ရတဲ့အတွက်တစ်ခါတော့သွားစားကြပါလို့ကြံပေးပါရစေဒီနေရာကိုရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါစာမျိုးရဲ့အေးတဲ့ရာသီဥတုနဲ့တပ်ပုံလှလှလေးတွေရိုက်လို့ရပါတယ်ခင်ဗျာအနွေးတဲ့လှလှလေးနဲ့ဝတ်လာကြပါကျေးဇူးတင်ပါတယ်ခင်ဗျာ